ဒါကဘယ်လာ sunflower daily body lotion လေးပါရိုးရိုးခန္ဓာကိုယ်လိမ့်တဲ့ lotion မဟုတ်ဘဲနဲ့နေကာတဲ့အနီးတင်မှာထည့်ပေးထားတယ်အထူးသဖြင့်ဒီပစ္စည်းဟာ UVA UVB နေလောင်တန်ကာကွယ်မှုပါတဲ့နေဘက်အပြင်သွားတဲ့ခါမျိုးမှာအရေပြားကိုနေလောင်တန်ကာကွယ်မှုကိုကာကွယ်ပေးပါတယ်ပြီးတော့သူ့ရဲ့နာမည်အတိုင်းပဲ sunflower နေကြပိုင်းရဲ့အစီအနှစ်တွေလည်းပါတယ်ဒါအပြင်မှာ for white skin လို့ရေးထားတဲ့အတွက်အသားရည်ကြည်လင်ဝင်းပဖို့အတွက်ပါအားဖြည့်ပေးပါတယ်ပုံမှန်နေကာ cream လိမ့်ရတာမကြိုက်တဲ့သူတွေအတွက်ပို့ပါပြီးနေတိုင်းတုံးလို့ရတဲ့ခန္ဓာကိုယ် lotion တစ်ခုနဲ့နေရောင်ကာကွယ်မှုကိုပါတစ်ခါတည်းပေါင်းစပ်ထားတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်ဒီ lotion တစ်ပူရဲ့အလေးချိန်ဟာ200 gram ပါဒီနေလောင်ကားတဲ့အစွမ်းပါတဲ့ lotion တစ်ပူစောင့်ထားမယ်ဆိုရင်တော့နေရောင်တန်းကိုကြောက်စရာမလိုတော့ဘဲနဲ့အသားရည်ကိုထိမ့်သိမ့်နိုင်ပါလေဒီပစ္စည်းလေးနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကျွန်တော်ကို comment မှာမှတ်ပြီးတော့မေးထားခဲ့နိုင်ပါတယ်ခင်ဗျာ